ဘူးကြတဲ့နေရာလေးမှာအခုတော့တယောက်တည်းအလွန်တွေပို့ပြန်ဆုံးနိုင်အောင်မလားလို့ကိုလေးတွေ့အဆွေသချင်းတွေနဲ့မျက်ရည်စိုးချစ်ရတဲ့သူရဲ့ဘယ်စီမင်းလေးရှောင်ဖုံးလို့နေစိတ်နာရဲ့သူပြောပါစေလာဆွေသမျှတွေကိုတန်စင်လေးဖွဲ့ကိုညီလို့နေချစ်တဲ့သူတယောက်ကြပါစေဟိုးစေကြည်နူတော့ငါတရားလေးမှာမခွဲဘူးအတူကတိစကားတွေဆိုဆွဲတော့ခုံးလေးရကိုယ်ငေးရအချီးပြောက်ရှာလာလာမင်းနေလို့ချစ်ရတဲ့သူရဲ့ဘယ်စီမင်းလေးရှောင်ပုံလို့နေစိတ်ငါရဲ့သူပြောပါစေလွမ်းဆွေသမျှတွေကိုတန်စင်လေးဖွဲ့ကိုညီလို့နေချစ်တဲ့သူတယောက်ကြပါစေချစ်ရတဲ့သူရဲ့ဘယ်စီမင်းလေးရှောင်ပုံလို့နေစိတ်နာရဲ့သူပြောပါစေလာဆွေသမျှတွေကိုတန်စင်လေးဖွဲ့ကိုညီလို့နေချစ်တဲ့သူတယောက်ကြပါစေ